အိမ်ချမ်းမြေမှာယင်းနှိမ့်မြုပ်နှံ investment လုပ်ချင်တဲ့ investor စစ်နဲ့သမယိုးကျလုံးချင်းသို့မဟုတ်မြေကွက်ဝယ်ချင်တဲ့အဝယ်ဘာကွာလဲဆိုတာလေးကိုဆွေးမြတ် sharing လေးလုပ်ပေးချင်ပါတယ်ကျမကတော့ရန်ကုန်မြို့ရဲ့အချက်အခြားကျတဲ့ prime area တွေပေါ်မှာအိမ်ချမ်းမြေယင်းနှိမ့်မြုပ်နှံ investment လုပ်ဖို့အတွက်စတင်ခြေလှမ်းပြင်နေတဲ့ Spring investor တွေအတွက် strategic အမြင်တွေနဲ့စီးပွားရေးအကျိုးမြတ်တွေအများကြီးရရှိအောင်ကူညီပေးနေတဲ့ High Value Property Consultant and Business Coach ဆွေးမြတ်ဟေတီဖြစ်ပါတယ်ရှင်။သမယိုးကျအားဖြင့်လုံးချင်းသို့မဟုတ်မြေကွက်ဝယ်ယူခြင်းတွေတဲ့အဝယ် client တွေဆိုလို့ရှိရင်အပေါ်ယံအားဖြင့်မြေကွက်တည်နေရာကဘယ်လိုနေရာမျိုးမှာတည်ရှိနေတာလဲဘယ်လိုအကွက်ကွင်းရှိလဲအနိပတ်ဝန်းကျင်မှာဘာတွေရှိလဲအသင့်နေလို့ရတဲ့စောက်ပြီးသားအိမ်ပါနေတယ်ဆိုလို့ရှိရင်လည်းဥမာရေကူးကန်ပါတာပဲဖြစ်ဖြစ်ဒီဇိုင်းလှလှလေးနဲ့စောက်ထားတဲ့အိမ်မျိုးဖြစ်နေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးသူတို့ရဲ့မျက်စိပတာရမှာအပေါ်ယံသဘောကျနေတဲ့မြေကွက် location အနေအထားကလည်းနေလို့ထိုင်လို့ကောင်းနေတဲ့အနေအထားမျိုးဖြစ်နေတယ်ဆိုလို့ရှိရင်သူတို့သုံးကျင်တဲ့ budget တစ်ခုနဲ့လိုက်ရောညီထွေကိုက်ညီတဲ့အနေအထားဖြစ်တယ်ဆိုလို့ရှိရင်တာမန်အားဖြင့်ဝယ်ယူဖို့ဆုံးဖြတ်ချက်ချလေရှိကြပေမဲ့အိမ်ချမ်းမြေရင်းနှီးမြှုပ်နှံမှုမှာဆရာကျပြီးတော့ဝါရင်တဘာရင်နဲ့ investor ကြီးတွေဆိုလို့ရှိရင်တော့လက်ရှိအဲ့ဒီမြေကွက်မှာအမိုက်စားလုံးချင်းလှလှအသင့်နေုံအိမ်မျိုးပါနေတယ်ဆောက်လုပ်ရေးပစ္စည်းတွေ decoration တွေကလည်းလုံးဝကိုလန်ထွက်ပြီးတော့အကောင်းစားသုံးထားတယ်ဆိုရင်တောင်မှသူတို့ကအပေါ်ယံတက်တက်မှာမျက်စိပတာရဖြစ်နေတဲ့အလှပတွေကိုလုံးဝစိတ်ဝင်စားပဲနဲ့အဲ့ဒီမြေခွက်ကိုဝယ်ယူရင်းနှီးမြှုပ်နှံခြင်းအပြင်နောက်9နှစ်မှာဘလို့ဖြစ်လာနိုင်မလဲနောက်10နှစ်အနေအထားမှာဘလို့ဖြစ်လာနိုင်မလဲအဲ့ဒီမြေခွက်ကိုရောင်းချဖို့ဖွင့်ထားတဲ့ဈေးတန်းကဈေးကုန်နေပြီလားဒါမှမဟုတ်ရင်ဈေးကျန်နေသေးလားအဲ့မြေခွက်ကိုကိုကဝယ်ယူထားခြင်းအပြင်လက်ရှိလက်တလောအနေအထားမှာကို့အတွက်ဘလောက်အနေအထားအကျိုးမြတ်ရှိနိုင်မလဲနောက်3နှစ်နောက်5နှစ်နောက်10နှစ်ကြာသွားတဲ့အခါမှာအဲ့ဒီမြေခွက်ရဲ့ဖြစ်လာနိုင်တဲ့ potential ဈေးကွက်အနေအထားကဘယ်လိုဖြစ်မလဲစတာတွေကိုတည်တည်ချာချာစဉ်းစားချင့်ချိန်သုံးသပ်ပြီးတော့မှဝယ်ယူလေးရှိကြခြင်းပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကကိုအတွက်တစုံတရာအကျိုးရှိရဆိုလို့ရှိရင်ဆွေမြတ်ရဲ့ channel လေးကို like and follow လေးလုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာဒီထက်ကောင်းတာတွေမျှဝေပေးဖို့အတွက်အကောင်းဆုံးပြန်ဆောင်ကြပါမယ်ရှင်